အခုဒီ script မှာမြင်ထားတဲ့ဟာဆိုလို့ရှိရင်မတွေ့တာဒီနေ့လုံးဝ update လုပ်လိုက်တဲ့ဟာ2026မှာ digital storytelling expert အနေနဲ့သွားတော့မှာမဟုတ်တော့ဘူးပြီးလို့ရှိရင်ဒီအခုသုံးနှုံးလိုက်တဲ့အသုံးနှုန်းအသစ်ပေါ့ Gorilla Film Educator Gorilla ဆိုလို့ဟိုလူဝင်ကြီးလို့လည်းမမြင်လိုက်နိုင်ဘူးပေါ့နော်အဓိကကျတော့ Gorilla ဆိုတဲ့ဟာကဘာကိုပြောချင်တာလဲဆိုရင်ခက်ခဲရှုပ်ထွေးပွေလီတဲ့ဟာလေးကိုရိုးရှင်းပြီးထိမိလွယ်ကူအောင်လုပ်တဲ့နည်းပညာကိုခေါ်တယ်တချို့ဆိုရင်ကြားဘူးမှာပေါ့ Gorilla Marketing ဆိုတာလေအဲ့ဒီလိုမျိုးပဲဒီဘက်ရုပ်ရှင်ဘက်မှာဆိုရင်လည်း Gorilla Film Educator အဲ့တော့ film ဆိုတာတော့ရုပ်ရှင်မှန်းသိတယ် educator ဆိုတော့ရုပ်ရှင်ကို educate လုပ်တာတနည်းအားဖြင့်ဒီရုပ်ရှင်ပညာရက်ကိုကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုယ့်ရဲ့ business နယ်ပယ်တွေကိုလုပ်ချင်တဲ့အခန်းကဏ္ဍတွေမှာဘယ်လိုထည့်ပြီးသုံးလို့ရလဲဆိုတဲ့နည်းပညာတွေကိုလွယ်ကူရိုးရှင်းထိမိအောင်ကူညီပေးနိုင်တဲ့ပညာရှင်ဆိုတာကိုသိစေခြင်းတဲ့အတွက်ဒီလိုပုံစံမျိုးလေးပြောင်းလိုက်တယ်ပေါ့နော်ဒီအသုံးနှုန်းကတော်တော်များများအတွက်ဆိုရင်စမ်းနေမယ်ဒါကြောင့်မို့လို့ဒီအသုံးနှုန်းနဲ့ရောဒီ Gorilla Film Educator အနေနဲ့မိတ်ဆွေတို့ကိုဘယ်လိုကူညီနိုင်လဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်မနွေးက master class တစ်ခုလုပ်ပေးမယ်အဲ့တော့ master class ကကျတော့မနွေး free မပေးနိုင်ဘူးရှင်ဒါပေမဲ့ကို့မှာအကျိုးရှိတဲ့ဒီလေ့လာမှုတွေကနေပြီးတော့မှပေါ့နော်တကယ်ပဲပြန်ပြီးကိုယ့်ရဲ့လုပ်ငန်းခွင်တွေမှာသုံးချခြင်းတယ်လို့ယုံကြည်ကြတယ်ရုပ်ရှင်ကိုချစ်မြတ်လို့ကြတယ်ဆိုလို့ရှိရင်တော့မနှွေးသည်အဲ့ဒီလူတွေကို selection ရွေးပြီးတော့မှပြန်ပြီးတော့special အနေနဲ့ offer တစ်ခုလုပ်ပေးမှာဖြစ်တယ်